လူကကျွန်တော်တို့ပါဒီပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ Venom Fruit ရဲ့ upgrade အကြောင်းလေးပြောပြသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးရဲ့ဆက်မသွားခင်ကျွန်တော် channel ကို like and subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် Venom Fruit ကကျွန်တော်အခုတက်ရှိတာတဲ့ကျွန်တော် Yeti Kitsu နဲ့ Dragon တို့ထက်ဆိုင်တော့တော်တော်လေးကိုမနောက်ကျတဲ့ fruit တစ်လုံးလို့ပြောလို့ရပါတယ် Venom က transformation ကစားတတောက်ကြီးဖြစ်နေတာမို့လို့ဆော့နေတဲ့ player တွေ content creator တွေကတော်တော်လေးဝေဖန်မှုတွေများလာကြပါတယ်အဲ့ဒါကြောင့် Venom Fruit reward ကလာနိုင်ကြီး90%ရာခိုင်နှုန်းကတိကျနေပါပြီဗျဘယ်လိုမျိုးပုံစံနဲ့လာမလဲဆိုရင်တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီ Venom Fruit မှာ M1 ပါနိုင်ကြီးတော်တော်လေးကိုများပါတယ်ဒါကတော့ကျွန်တော်ထင်မြင်ချက်လည်းဖြစ်တယ်လို့ကျွန်တော်ပြည့်စုံခြင်းတဲ့အချက်လေးတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ Venom Fruit ကတကယ်လာမယ်ဆိုလို့ရှိရင် Dragon Kitsu နဲ့တို့တုန်းကလို့ကျွန်တော်အကျန်းစား effect တွေအကျန်းစား transformation တွေနဲ့လာနိုင်ပါတယ်ဘာလို့တွေ့ရသလို Venom Fruit က Dragon တုန်းကလို့ Venom Token လာမှာမဟုတ်ဘူးဆိုတာပါပဲပြီးတော့ Venom View လာမယ်ဆိုရင်တခြား Lightning Gravity Pain Eagle Fruit F တွေလာတော့ငါလို့ပဲ V2 အနေနဲ့လာနိုင်ရရှိပါတယ်အဲ့ဒါကြောင့် brother တို့အနေနဲ့ fragment တွေစုထားဖို့ကြံမိချင်ပါတယ်ပြောလို့မရအောင်အဲ့ပုံစံနဲ့လာကောင်းလာနိုင်ရရှိပါတယ်တော်တော်လေးကိုမများပါဘူးပြီးတော့ brother တို့ရဲ့ Venom Fruit ကိုသူများကမပေးပဲနဲ့ရသလောက်စုထားပါဘာလို့လဲဆိုတော့ Dragon တုန်းကလို့ပဲ average လာပြီးတာနဲ့ဈေးကမဟာတရားထိုးတတ်သွားတာကြီးရဲ့ပြီးတော့ Dragon Fruit store ထားတဲ့သူတွေက Dragon Token ဆိုပြီးတော့ရလာတာရေးကြောက်ပါ Token ကတော့မတိရတဲ့လောက်ပါပဲဒါကတော့ကျွန်တော်သိသလောက် Venom View အကြောင်းလေးလာပြောပြတာဖြစ်ပါတယ် brother တို့လည်းသိတာတဲ့ဆိုလို့ရှိရင်တော့သိလောက်လေးကို comment မှာရေးပေးလို့ရပါတယ်ကြည့်မြင်ဆိုရင်ဗီဒီယိုကို like လုပ်ခဲ့ပေးလို့ရပါတယ်ဗျ